Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်းညိုစင် YouTube channel ဘယ်လိုစပြောလဲintro တေချာအားလိုက်အောင် 2 3 Okay မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ Okay အဲ့ဒါဆိုပြန်စလိုက်ပါရတော့Okay ပြန်စလိုက်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်းညိုစင်ပါ YouTube channel မှာရုပ်ရှင်နဲ့ပတ်သက်တဲ့video essay တွေတင်ဆက်ပေးနေတဲ့သူဖြစ်ပါတယ်ကျွန်တော်ကတော့ရုပ်ရှင်ကိုကြည့်ရှုရတာသုံးသပ်ရတာခန်းစားတာใจနှစ်သက်တဲ့သူတယောက်ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဒီရုပ်ရှင်ကိုချစ်တဲ့သူတွေနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တာကို podcast series အနေနဲ့တင်ဆက်ပေးသွားဖို့အတွက်ကိုနာရဲကိုဖိတ်ခေါ်ထားပါတယ်အရင်ဆုံးကျွန်တော်တို့မိတ်ဆက်လိုက်ရအောင်ကျွန်တော်ကတော့နာရဲပေါ့နော်ကျွန်တော်ရုပ်ရှင်ဇာတ်လမ်းတိုလေးတွေ show music video လေးတွေမှာတရုပ်ဆောင်တဲလန့်နေနဲ့ဝင်လုပ်ပါတယ်ပြီးတော့စာလေးတွေကြပြလေးတွေလည်းရေးတယ်ပေါ့နော်ပြီးရင်လည်းရုပ်ရှင်လေးကြည့်ရကြိုက်ပြီးတော့ရုပ်ရှင်လေးတချို့ရုပ်ရှင်လေးတွေကိုကြိုက်နေတဲ့သဘောကျတဲ့လူပေါ့ဆိုတော့ဒီနေ့အတွက်ကိုတော့ကျွန်တော်တို့ရုပ်ရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာပြောမလဲဆိုတော့နှစ်ယောက်ရွေးထားတဲ့ဟာကတော့အခုလက်ရှိမှာလည်းယုံတင်နေတဲ့ Christopher Nolan ရဲ့The Odyssey အဲ့ဒီရုပ်ရှင်ဇာတ်ကားရဲ့နာမည်ကြီးမင်းသား Matt Damon ကိုတော့အခုတို့သူ့အကြောင်းနဲ့ဆက်ဆက်ပြီးတော့မှပြောဖို့အတွက်ကိုတော့ဒီနေ့ရွေးချယ်ထားတယ် Matt Damon အကြောင်းနဲ့ပတ်သက်တာဆိုရင်နာရဲအနေနဲ့အမှတ်တရတစ်ခုဖြစ်ဖြစ်ရည်စရာဖြစ်ဖြစ်ဆိုရင်ဘာအမှတ်ရနေတာမျိုးရှိလားဒါကလည်းဒီမေးခွန်းကလည်းကျွန်တော်တို့ဒီမက်ဒမွန်နဲ့ပတ်သက်ပြီးရုပ်ရှင်တွေကြည့်တဲ့ဟိုတည်ထားတဲ့လူတွေဆိုရင်သတိထားမိမယ်ထင်တယ်ပေါ့နော် online မှာလည်းချုပ်ရည်စရာလေးတက်လာတယ်ပေါ့ဘာသာလေးလောက်ကြရထင်တယ်မက်ဒမွန်အိမ်ပဲပြန်နေတယ်ဆိုတဲ့ဟာမျိုးပေါ့နော်သူရဲ့ရုပ်ရှင်တချို့တော်တော်များများမှာသူကအိမ်ပဲပြန်နေရတယ်ဆိုတဲ့ဟာမျိုးနောက်ကြတာလေးတွေ့ရတယ်ပေါ့အဲ့ဒါလေးကိုတော့သဘောကျမိရပေါ့နော်ဟုတ်လဲဟုတ်တယ်ပေါ့နော်တချို့ဟာလေးကသူကလည်းအဲ့လိုတိုက်ဆိုင် highlight ဖြစ်နေတယ်ပေါ့အိမ်ပြန်ရတဲ့ဟာမျိုးဒါပေမဲ့ကျွန်တော်ကတော့မက်ဒမွန်ကအိမ်ပြန်နေရပေမဲ့ကျွန်တော်ကတော့အိမ်ကိုပဲပြန်ချင်နေတယ်အိမ်ပဲပြန်နေရတာဒီကြိုက်နေရဒီရုပ်ရှင်တွေပဲရိုက်နေပေမဲ့ကျွန်တော်ကတော့အပြင်လောကမှာအိမ်ပြန်မှာမပြန်ချင်တဲ့လူမျိုးဖြစ်နေရပေါ့ဒါတော့ဒီတိုင်းပဲပြောပြရပါမက်ဒမွန်နဲ့ကိုနဲ့ဆန့်ကျင်ပဲဖြစ်နေရပေါ့နော်ဆိုတဲ့ဟာဒါပေမဲ့သူ့ကိုအဲ့လိုဟိုဘယ်လိုပြောမလဲဟာတာလောက်တာလေးတော့သဘောကျဖို့ကောင်းပါတယ်ဟုတ်တယ်မင်းတွေထွက်တဲ့ဟာတွေများတယ်ဗောနော်အခုမမရရပြန်ရှာကြည့်ရမယ်ဆိုရင်ဗာလဲသူတို့ကဒီမက်ဒေမွန်အိမ်ပြန်ဖို့အတွက်ကိုရုပ်ရှင်ရိုက်ကူးတဲ့စရိတ်တွေကအလေးကားပေါင်းလိုက်တော့ဟိုဒေါ်လာတန်ပေါင်း600လောက်ရှိတယ်ဆိုပြီးတော့မှမင်းလောက်ထားတာမျိုးပဲတွေ့ဖူးတယ်ဗောအဲ့ဒီစကားတွေအားလုံးကလည်းအဲ့ဒါကြီးပဲဖြစ်နေတာဆိုတော့သူကလည်းဟုတ်အဲ့ဆိုရင်မက်ဒေမွန်ကိုကြတော့ဒီနာရဲကမက်ဒေမွန်ရဲ့မက်ဒေမွန်ကိုကြိုက်တဲ့သူတယောက်လို့လည်းသိရတယ်ဗောနော်ကိုရိုင်းလည်းထဲလဲလုံနေတာဆိုတော့မက်ဒေမွန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုစသည်ဖြစ်တာလဲဒါမှမဟုတ်ကိုယ့်ရဲ့မက်ဒေမွန်အကြောင်းတွေးလိုက်ရင်ကိုယ့်ရဲ့အကောင်းထဲမှာဗောနော်ကိုနဲ့ခုနဟာတော့ဒါလိုမျိုးအင်တာနက်မှာသူတို့ကသူအားလုံးဝိုင်းပြီးတော့ဟာသားလောက်ထားတဲ့ဟာမျိုးပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တိုင် personally ဆိုရင်နာရဲအနေနဲ့ဒီမက်ဒေမွန်နဲ့ပတ်သက်ပြီးတော့မှစသည်တာမျိုးဒါမှမဟုတ်ပူတရီထားမိတာမျိုးဘလို့အမတ်တရဖြစ်တခုခုပြောစရာရှိမယ်ဆိုရင်ပါရှိမလဲခုနကကိုမင်းညုံပြောသလိုပေါ့မက်ဒမွန်ကကျွန်တော်ရင်တော့အဲ့ကျွန်တော်ဒီ audition တစ်ခုမှမေးတော့ကျွန်တော်မက်ဒမွန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြိုက်ဆုံး actor ပေါ့နော်ကျွန်တော်တိတလောက်ထဲသဘောကျမိရယ်သူ့ရဲ့ character တွေကရှုပ်ဟာလေးကိုကျွန်တော်ဟိုဖြစ်တော့အဲ့လိုမျိုး audition မှာသူတို့ဖြေခိုင်းတဲ့ဟာမှာကျွန်တော်ထည့်ရေးဖို့ရမက်ဒမွန်လေအဲ့ဒါမဲ့ဒါကတော့ဒီတိုင်းပဲပေါ့နော်ကျွန်တော်သဘောကျရထည့်ရေးခဲ့ဖို့ရမင်းသားတွေမှာပါတယ်တခြားမင်းသားကြီးနေရှင်ပြီးတော့ acting ကောင်းတယ်မကောင်းတယ်လည်းကျွန်တော်အဲ့လိုနာမည်ကြီးမှ acting ရမ်းကောင်းတယ်ဆိုပြီးသူများပြောမှလိုက်ကြိုက်တာမျိုးကြီးကျွန်တော်ကတော့အဲ့လိုမျိုးတိတ်တော့မရှိတော့ဘူးပေါ့နော်ဟိုကြိုက်တာလည်းကြိုက်ပါတယ်ဒါပေမဲ့လူတိုင်းကြိုက်လို့လိုက်ကြိုက်တယ်ဆိုတာမျိုးလည်းကျွန်တော်တိတ်တော့မရှိဘူးပေါ့နော်မက်ဒင်မွန်အဲ့တော့တချို့ဟာတွေသဘောကျတယ်ဆိုတော့အဲ့လိုရှိရဲနောက်တော့ကျွန်တော်မက်ဒင်မွန်ကျွန်တော်ကအဓိက The Martian ပေါ့ဒါကတော့ဟိုကြည်ဖူးကြများသောအဖြစ်လည်းကြည်ဖူးကြလိမ့်မယ်ထင်တယ်တချို့ဒီမက်ဒင်မွန်တည်ရဲ့နေမှာပေါ့မက်ဒေမွန်ကြောင့်ပြောမယ်ဆိုတော့ရုပ်ရှင်တယောက်တစ်ခုစီတော့ရွေးခိုင်းထားတယ်အဲ့ဒါဟိုဟာဒီနာရဲရွေးထားတဲ့ဟာတော့
အဲ့ဒီဇာတ်ကားဖြစ်ပဲပေါ့နော် တချို့ဒီ Matt Damon တည်ရဲ့နေမှာပေါ့နော်သူကအဲ့ရလဲအိတ်ကားဆိုလဲအိမ်ပြန်တဲ့ကားထဲမှာပါတယ်အိမ်ပြန်တဲ့အဓိကမြင်ရတဲ့ကားပေါ့လုံးဝသူအိမ်ပြန်မှုစူးစမ်းဆိုတာသူကြံခဲ့တယ်ဂျိုပေါ်မှာသူ့ဖွဲ့တိုင်းနဲ့လာရင်းနဲ့accident တကူကြောင့်ပေါ့နော်ဒါတော့ကျွန်တော်နည်းနည်း spoil လိုက်မယ်သူကြံခဲ့တဲ့အချိန်မှာသူပြန်စူးစမ်းတဲ့ဟာမျိုးလေးပေါ့စူးစမ်းပြီးသူ့ဖွဲ့သားတွေပြန်ပြီးလာပြီးကဲဟာမျိုးလေးပေါ့နော်ဆိုတော့ဒါတော့ spoil ဖြစ်ပေမဲ့ရုပ်ရှင်ကတော့နည်းနည်းတော်တော်ဆယ်စုနှစ်တစ်ခုလောက်ကြာနေပြီဆိုတော့လည်းကြည်ပြီးကြမယ်လို့ထင်ပါတယ်တချို့တော်တော်များများပေါ့နော်ဟုတ်အဲ့လိုလေးသိခဲ့ပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဒီဇာတ်ကားတော့ကြိုက်တဲ့ဟာပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒီဇာတ်ကားနဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့ခဏနေကြရင်ထပ်ပြောကြတာပေါ့နော်အခုဘက်ကနေပြောရမယ်ဆိုတော့ Matt Damon ကိုစသိတာကဟိုဟာတင်တယ် Ocean 11 Ocean 12အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့သူ့စသိတယ်လို့မှတ်မိတာပေါ့နော်မှတ်မိတာတော့အဲ့လိုမှတ်မိတယ်ဒါပေမဲ့တခြားတစ်ဖက်ကနေတော့ Matt Damon ကိုသူတို့ရဲ့ဇာတ်ကားGood Will Hunting ကscreenplay original လားသူတို့ Oscar ရတဲ့ဟာနဲ့ပတ်သက်တာတော့ကြားဖူးတယ် Good Will Hunting ပြီးတော့နောက်ပိုင်းကလည်းသူ့ဇာတ်ကားတွေကလည်းအကိုလည်းကြိုက်တဲ့ကားတွေထဲမှာလည်းပါတယ်ဒါပေမဲ့သူ့ကိုတော့personally တအားကြိုက်တယ်ရဲ့လို့တော့မရှိဘူးပေါ့နော်မှတ်မိတော့ပြောရရင်အကိုမှတ်မိတဲ့ဇာတ်ကားတွေကဥပမာ Saving Private Ryan ဆိုလဲအကိုအတွက်ကစစ်ကားထဲမှာအကြိုက်ဆုံးထဲပါတယ်အကားလည်းကြိုက်တဲ့ထဲပါတယ် Interstellar လည်းအကိုကြိုက်တဲ့ထဲပါတယ်ပေါ့နော် Christopher Nolan ဟိုကတိုက်ဆက်ပြီးတော့ပြောရမယ်ဆိုရင်အခုလောလောဆယ်သူတို့နှစ်ယောက်ပဲဆိုတော့ Interstellar ဆိုလဲအကိုအနေနဲ့ဆို Christopher Nolan ကိုစပြီးတော့ပို့ပြီးတော့မှတတိထားမိသွားတဲ့ကားထဲမှာပါတယ်ဆိုတော့အဲ့မှာလည်းသူပါတယ်ပေါ့နော်ပြီးတော့တခြားကားတွေဆိုရင်အကို favorite character ထဲမှာMartin Scorsese လည်းပါတယ်သူဟိုOscar ရတဲ့ဇာတ်ကားဖြစ်တဲ့ The Departed ဆိုလဲအဲ့ဒါဆိုလဲ Matt Damon ပါတယ်အကိုကတော့ personally တော့ Matt Damon ဒါကြီးအဲ့လို fan တယောက်အနေနဲ့ဒါကြီးကြိုက်တာသဘောမျိုးတော့မရှိပေမဲ့လည်းသူကားတွေတော်တော်များများနဲ့တော့ရင်းနှီးနေရပါတော့သူကိုယ်တိုင်လည်းအဲ့လိုမျိုးတကယ်နာမည်ကြီးကားတွေထဲမှာပါထားတာဆိုတော့အဲ့ဒါကြတော့အကိုက Matt Damon နဲ့ပတ်သက်သိတဲ့ဟာပါကိုရွေးထားတဲ့ဇာတ်ကားကတော့အဲ့ဒီဇာတ်ကားတွေတရားမဟုတ်ပဲနဲ့ The Talented Mr. Ripley အဲ့ဇာတ်ကားအကြောင်းကိုတော့ကိုရွေးထားတယ်အခုကတော့နားရဲရွေးထားတဲ့တမရှင်နဲ့ပတ်သက်တာလေးကိုအရင်ဆုံးစပြောကြမယ်ပေါ့ဆိုတော့နားရဲရွေးထားတဲ့ဇာတ်ကားကတော့တမရှင်ပေါ့နော်ဒီဇာတ်ကားကဒီဇာတ်ကားအကြောင်းနားရဲကစားမှုတွေမပြောခင်ပေါ့နော်ကိုအရင်ဆုံးတစ်ချက် mix ပေးလိုက်မယ်ဆိုတော့ဒီဇာတ်ကားကတော့ director Ridley Scott ရိုက်ထားတဲ့ကားဖြစ်တယ်ပြီးတော့2015မှာထွက်တဲ့ကားသူက2015မှာထွက်တဲ့ရုပ်ရှင်တွေထဲမှာဝင်ငွေကအကောင်းဆုံးနံပါတ်10နေရာမှာရှိတယ်လို့တော့သိရတယ်ပေါ့နော် Oscar nomination လည်းဝင်တယ် Matt Damon အပါဝင်ပေါ့9ခုဝင်တယ်လို့သိရတယ်ပြီးတော့မှ budget အနေနဲ့ဒေါ်လာ108သန်းမီလီယံသုံးထားပြီးတော့ box office အနေနဲ့တော့ဝင်ငွေအနေနဲ့ကတော့630.6မီလီယံရတယ်လို့သိရပါတယ်ဆိုတော့ဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့မှဒီနာရဲရဲ့ခန်းစားချက်တွေကိုကျွန်တော်တို့တစ်ချက်နားထောင်လိုက်မယ်ပေါ့နော် ready ဖြစ်ပြီလားမသိဘူးပြောလို့ရပါတယ်နော်ဟုတ်ပြောလိုက်မယ်နော်ဟုတ် okay အဲ့ဆိုတော့ဒီမှာရှင်းကျွန်တော်တို့သွားလိုက်ရအောင်ဟုတ်ကဲ့ခုနကိုမင်းညွန့်ပြောသွားတဲ့အပိုင်းတွေပေါ့နော်ကျွန်တော်ဒီကတော့ The Martian မှာသူ့ Matt Damon အရန်ဘယ်လိုတတိပို့ထားမိသွားတယ်ပေါ့အဓိကတော့ Go and Hunting တို့ရှေ့မှာ The Departed တို့ဘာလို့လဲကြည်ဘူးတယ်ပေါ့နော်သူရိုက်ထားတဲ့တချို့ကားတွေသူတချို့ကားတွေမှာလည်းသူအဓိက main actor အနေနဲ့မဟုတ်ပေမဲ့လည်းပါတဲ့ဟာတွေပါတယ်ပေါ့နော်ရှီရတည်ရပြီးနောက်တစ်ခါကျကျွန်တော်ခုနကိုမင်းညွန့်ပြောသလိုပဲကိုမင်းညွန့်လည်း personal ရဒီမင်းသားကိုအရင်မကြိုက်ဘူးဆိုတော့ကျွန်တော်ဆိုလဲဘယ်လိုပြောမလဲကျွန်တော်ခုနပြောသလိုပေါ့နော်အဲ့တင်ကောင်းတယ်မကောင်းတယ်ခဏထားဆိုတာသူရိုက်တဲ့တချို့ရုပ်ရှင်တွေရဲ့ character မှာသူနဲ့လိုက်နေပြီးတော့သူ့အိမ်မှာအရန်ဒီ character အတွက်အရန်သဘောကျတယ်မျိုးအဓိကကျွန်တော်ကအဲ့လိုမျိုးကြီးကြိုက်တတ်တာပေါ့ဥပမာမင်းသားအဆွဲရှိလားလို့ပြောရင်တော့ကျွန်တော်ထုတ်ပြရလောက်မရှိဘူးပေါ့ဒါပေမဲ့ဘယ်ကားမှာဘယ်လိုကြိုက်ခဲ့တဲ့အတွက်သူ့တချို့ဟာတွေတော်တော်သဘောကျရတယ်မှာပါမင်းသားပေါ့အဲ့ဒီလိုမျိုးပြောအောင်เนาะဆိုတော့ပြီးတော့ခုနကပြောရမယ်ဆိုရင်ခုနကဒီ The Martian နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားရတဲ့မှာဆိုရင်သူဒီ The Martian ကိုကြိုက်တဲ့ဘာလို့ကြိုက်လဲဆိုရင်ဇလန်းကတော့ဒါကတော့တချို့ကြတော့ပြင်းတယ်လို့ပါလို့လည်းရှိရကွာတယောက်တည်းဒီဂျိုကြီးပေါ်မှာကြံခဲ့ပြီးတော့သူကသူစားဖို့ရုန်းကန်တာတွေတခြားဟာတွေလုပ်တယ်ပေါ့ဆိုပေမဲ့အဲ့မှာကျွန်တော်ကြည့်တဲ့အခါမှာ तू က
ဒီပထမဆုံးသူကြံခဲ့တယ်သူကြံခဲ့ရဆိုတော့သူ့မှာကံကောင်းခြင်းလေးတစ်ခုရှိတယ်သူမသေးအောင်ဖြစ်သွားတဲ့ဖြစ်ရလေးတစ်ခုပေါ့နော်အဲ့အခြေအနေလေးကသူ့အတွက်ဒဏ်ရာရသွားပြင်မဲ့ဒါသူ့ဘာကြောင့်ကယ်သွားရဲဆိုတဲ့ဟာမျိုးအဲ့ဒီမှာဆိုရင်ဘာလို့သွားမြင်မိလဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာလည်းဒီလိုမျိုးလေးရှိရပေါ့နော်တစ်ဖက်မှာအဆင်မပြေဘူးဒီလိုကြီးဖြစ်သွားတယ်ထားပါတော့အခုသူ accident တစ်ခုကြောင့်သူကြံခဲ့တယ်လို့ထိခိုက်သွားရဲဆိုပေမဲ့တစ်ဖက်မှာဒီအရာသူ့ကိုအသက်မသေအောင်ကယ်တင်လိုက်တဲ့အခြေအနေမျိုးလဲကြုံရတယ်ဆိုတဲ့ဟာမျိုးကျွန်တော် live မှာရှိရပေါ့နော်ကျွန်တော်အဲ့အမျိုးလေးသွားမြင်ပြီးပေါ့နော်ပြီးတော့အဲ့ဒီကနေမှသူကတော့နောက်သူ့ရဲ့ကိုယ့်ကိုရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်လောက်ဆောင်ချက်တွေပါတယ်ပေါ့နော်အမှသူ့ရဲ့ဒီတွေ့မက်ဆင်ဆိုတာကျွန်တော်ရဲ့မက်ဆင်ပေါ့နော်မက်ဆင်ကနေပြီးတော့ဒီမြေဩဇာလုပ်ပြီးတော့သူစားဖို့တောက်ဖို့အတွက်သူပြန်ပြီးတော့ရုန်းကန်တဲ့ဟာမျိုးလေးဆိုရင်ဒါကကျွန်တော် live ရဲ့ကျွန်တော်တို့ဖြတ်တန်းရတဲ့ဟာနဲ့ပြန်ကြည့်ကိုယ်တိုင်ကတချို့ຢာကိုယ်တိုင်လုံးမှာကိုရှင်တန်ဖို့အတွက်ကိုသွားနိုင်မယ်လုံနိုင်မယ်ကိုပါလို့ရှင်လဲအဲ့ချိန်မှာဆိုသူသတ်ချင်းမှာသူအားလုံးမှမသိဘူးပေါ့နော်ဒါသူခဏဟိုဖြစ်နေတယ်ဒါပေမဲ့သူနောက်တစ်ပြေးပြေးနဲ့သူထားပါ idea ရလာပဲเนาะသူဘယ်လိုရှင်တန်ဖို့သူဆက်လုပ်လို့ရမလဲဘယ်လောက်ဟိုဖြစ်မလဲဆိုတဲ့ဟာမျိုးလေးမြင်ရတယ်ဒါမာရှန်မှာဆိုရင်ကျွန်တော်အဲ့လိုလေးရုပ်ရှင်ရဲ့အဲ့မှာအဲ့ဒါလေးတွေကျွန်တော်တော်ပြီးမြင်မိရနောက်တစ်ခုကျတော့သူကနောက်တစ်ခုကျတော့ပညာရှင်တယောက်ဖြစ်နေရလဲပါမှာပေါ့နော်သူသာတာမန်လူဖြစ်ခြင်းမဖြစ်ခြင်းနဲ့တော့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့တစ်ခါလေးမှာသူ့ရဲ့ဒီပညာရှင်တယောက်ဖြစ်နေခြင်းမှာသူဒီရှိတဲ့အရာနဲ့သူဘယ်လိုမျိုးရှင်တန်မလဲဆိုတဲ့အရာတွေမှာပညာဆိုတဲ့အရာလည်းလိုတယ်ဆိုတဲ့ခါမျိုးပေါ့နော်ပညာဒါတော့ဟိုရှင်တန်ဖို့အတွက်ပညာဘယ်လိုရှိရမလဲမရှိရမလဲလို့တော့ဟိုအမှတ်ချက်ကြီးတော့ပြောချင်တာတော့မဟုတ်ဘူးဗျာကျွန်တော်မြင်မိရဲ့ point လေးကိုပြောတာပေါ့နော်ဒါကြောင့်သာသူပြန်ပြီးတော့သူရှိတဲ့အရာနဲ့သူဘယ်လိုတီထွင်ကျန်းစာပြီးတော့သူဘယ်လိုရှင်တန်ရုံးပြန်မလဲဆိုတာလည်းသူ့ရဲ့ပညာစကားပြောသွားတယ်ပေါ့သူ့ရဲ့ background ပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့သူဖြတ်သန်းလာတဲ့ဘဝပေါ့နော်ဆိုတော့အဲ့ဒါလေးမြင်ရတယ်နောက်တစ်ခါကျတော့ဒီသူအိမ်မှာသူပျော်အောင်နေရသူတယောက်တည်းဆိုမှသူအထီးကျန်တယ်ကွာသူပျော်အောင်နေရဆိုတော့သူအစတော့ဒီသူ့ရဲ့ဒီပင်မအဖွဲ့အစည်းနဲ့သူဆက်သွယ်လို့မရသေးတဲ့အချိန်မှာသူရှင်လားမသိသူဒီလိုမျိုးရှင်တန်နေလားဘယ်လိုဖြစ်နေလဲမသိသေးတဲ့အချိန်မှာသူဘာလဲဆိုတော့သူ့မှာသူကြံခဲ့တဲ့ပစ္စည်းတွေသူ့ရဲ့အပေါင်းဖော်တွေရဲ့ကြံခဲ့တဲ့ပစ္စည်းတွေနဲ့သူရှင်တန်မှုတယောက်တည်းရှင်တန်နေရတဲ့ဒီဂျိုးကြီးပေါ်မှာသူပျော်ရွှင်မှုလေးတွေဒါမှမဟုတ်လဲသူ့ရဲ့ဟာတာလေးတွေပေါ့နော်အဲ့လိုလေးတွေနဲ့သူရအောင်နေရဆိုတော့မြင်ရတဲ့အခါမှာကိုလည်းဘဝမှာအဲ့လိုအထီးကျန်ရတာတွေအဆင်မပြေတာရှိရဗျာအရင်အဲ့လိုမျိုးဘယ်လိုပြောမလဲလောကရန်နေမှာအဆိုးနဲ့ပို့ပြီးတော့ကြုံတွေ့ရတဲ့အခါမှာအဲ့လိုမျိုးအခက်ခဲတွေကြားထဲကနေအဲ့လိုပြောစရာလေးရှာကြံပြီးနေတာအကောင်းမြင်ပြီးနေတာဒီကြံပေမဲ့လည်းမြင်ကြည့်ပြီးတော့အထီးမကျန်ဘယ်လိုနေရမလဲဆိုတဲ့အရာလေးမြင်ရတယ်ပေါ့ဒါပေမဲ့ तू စိတ်ထဲမှာတော့ तू ဒီအထီးကျန်နေမယ်တကယ်ပျော်ရွှင်ခြင်းမှအရင်ပျော်ရွှင်ခြင်းမှပျော်ရွှင်နေမယ်ဒါပေမဲ့စိတ်ဖေးရာလေးတစ်ခုနေနဲ့ तू အဲ့လိုရှင်တန်ရုံးကန်နေရဆိုတဲ့အရာလေးတွေကိုမြင်ရတယ်ပေါ့နော်အဲ့ရုပ်ရှင်မှာအဲ့တော့ကျွန်တော်အဲ့ဒါလေးတွေကိုတွားပြီးတော့ကျွန်တော်အဲ့ကိုဘွားနဲ့ကိုတချို့ဟာလေးချင်းတွဲပြီးတော့တွားပြီးတော့သဘောကျပြီးညာမျိုးလေးရှိပေါ့နောက်ဆုံးကတော့နောက်တစ်ခုကကျတော့သူ့ကိုကယ်တင်ဖို့ကြိုးစားကြတဲ့လူတွေပေါ့အဲ့ဒါလေးတွေကိုသဘောကျတယ်သူ့ကိုဒီတိုင်းပြစ်မထားဘူးကွာသူရှင်တန်နေမှန်းသိတော့သူ့ကိုအဆက်တွေရသွားတဲ့အချိန်မှာသူ့ကိုအဖွဲ့အစည်းရဖြစ်အဖွဲ့အစည်းပေါ့နော်သူရဲ့ပင်မအဖွဲ့အစည်းသူ့ကိုလွှတ်လိုက်တဲ့အဖွဲ့အစည်းကသူ့ကိုကယ်တင်မှုပြန်ကြိုးစားနေရတယ်ဒီတိုင်းမထားတာတွေဟိုနောက်ဆုံးမှာသူ့နဲ့တူလာခဲ့တဲ့အဖွဲ့ကအစဒီရုပ်ရှင်ကိုကြည့်လို့ရှိရင်ဆုံးဖြတ်ချက်တွေချပြီးငါတို့အိမ်ပြန်နောက်ကြမယ်သူတို့ကိုယ်တိုင်လည်းအိမ်ပြန်နောက်ကြမယ်သူတို့ပြန်လာနေပြီကွာတကယ်တမ်းဆိုရင်ဒါပေမဲ့သူတို့ဒီလူကိုကယ်ဖို့အတွက်သူတို့အိမ်ပြန်နောက်ကြမယ်သူတို့လည်းခက်မသိရင်တေးချင်းတည်သွားနိုင်တဲ့အခြေအနေမျိုးကြီးရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့အမျိုးကြီးပါတယ်ဗျဆိုတော့ပြောချင်တာဇလန်ရဲ့သဘောကတော့အဲ့လိုမျိုးဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်ဆိုတဲ့ဟာမျိုးကြီးရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုအကုန်လုံး decision လုပ်ပြီးတော့ဒီလူကိုရအောင်ပြန်ကယ်မယ်ဆိုတော့သူတို့အချင်းချင်းရဲ့ဒီလူပေါ်မှာထားပြီးတော့ဒီလူတယောက်ကိုဖြစ်မထားဘူးဆိုတော့အဖွဲ့အစည်းစိတ်ဓာတ်လည်းဖြစ်မယ်ဒါမှမဟုတ်လည်းတကယ်ချင်းအပေါင်းဖော်ဟိုဘယ်လိုပြောမလဲ teamwork စိတ်ပေါ့နော် teamwork စိတ်လည်းဖြစ်မယ်ဘယ်လိုပြောမလဲဒီလူတယောက်ကိုပြစ်မထားဘူးဗျာတကယ်ဆိုသူ့ကိုပြစ်ထားလိုက်လေရတယ်ဆိုပေမဲ့မဖြစ်ထားခဲ့ဘူးပြန်ကယ်ဆယ်ကြရတယ်အားလုံးကလည်းသူ့ကိုကယ်ဆယ်ပြီးသွားတဲ့အချိန်မှာဂျင်းနဲ့အဲ့လိုဝမ်းသာကြတယ်အဲ့လိုသူတို့ရဲ့ PT ရဲ့အဲ့လိုမျိုးဝမ်းသာရဟာမြင်ရတဲ့အခါမှာကိုလည်းကိုဘွားနဲ့မှာတခါလေကျွန်တော်တို့ကြုံရတယ်လေလက်တွေ့ဘွားမှာကျွန်တော်တို့ကိုပြစ်ချသွားခဲ့တဲ့မိ
မိတ်ဆွေတငယ်ချင်းတွေရှိမယ်ဗျာတခြားလူတွေရှိမယ်ဒါကတော့ကြုံတွေ့ရမယ်လူတိုင်းကြုံတွေ့ရမယ်ဒါပေမဲ့ဒီလိုမျိုးလူတွေဘဝမှာရှိသေးတယ်ရှိနိုင်သေးတယ်နောက်တစ်ခုကလည်းတွေ့ချင်တွေ့လာနိုင်သေးတယ်ဒါမှမဟုတ်လည်းအဲ့လိုမျိုးလေးရရဲဆိုရင်စိတ်ကျဉ်တတ်ဖို့ကောင်းတယ်ဆိုတော့ပီတိမျိုးကြီးပေါ့နော်အဲ့ဒီဟာမျိုးလေးကျွန်တော်ဝင်ရောက်ပြီးတော့ခံစားမိတယ်ကျွန်တော်လည်းလိုမျိုးလိုချင်မိတာမျိုးလေးဖြစ်ခဲ့အဲ့ကြည့်တော့ပါနော်အဲ့တော့တချို့ဘယ်လိုပြောမလဲကျွန်တော်ကြုံရတဲ့လောကကြီးရဲ့သဘောတရားရုပ်လူရတော့ကိုယ်နဲ့မတူလို့ခွဲခွာရှိသလိုကိုယ်နဲ့အဆင်ပြေလို့တူဒီလိုမျိုးလက်တွဲခေါ်ရလူတွေလည်းရှိရလေသူတို့ဆိုအခုဒါသူ့ကိုကယ်ဆယ်ဖို့အတွက်ပြန်လာပြီးတော့တကူးတကလောက်ကြတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ကတော့သဘောကျမိတယ်ပေါ့နော်ဒီသူတို့တငယ်ချင်းတစုကပြန်လာခေါ်ရဆိုတဲ့ခံစားချက်လေးကကိုယ့်အတွက်အရင်သဘောကျဖို့ကောင်းတယ်ပေါ့ဆိုတော့ကျွန်တော်အဲ့အရာလေးကိုသဘောကျတာဒီကတော့ဇလန်းကိုတော့ကျွန်တော်ပြောရင်တော့အများကြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဒါလေးတွေပို့ပြီးတော့အဓိကပြောချင်တယ်ပေါ့ဒါမာရှန်နဲ့ပတ်သက်ပြီးတော့ကျန်တာတော့သူစူးစမ်းအားထုတ်တဲ့ပိုင်းတွေကတော့အများကြီးရှိရပေါ့နော်သဘောကျခြင်းတွေအလေးလည်းရှိပါတယ်အဲကြောင့်ကျွန်တော်ကြိုက်တယ်ပေါ့သူတယောက်တည်းရုန်းကန်နေရပေမဲ့လည်းအိမ်ပြန်မှုစူးစမ်းနေရပေမဲ့လည်းပေါ့ဆိုတော့ဒီစကားကတော့ဒီ survivor လုပ်တဲ့ကားဖြစ်တယ်ပြီးတော့မနာရဲပြောသလိုပဲခုနပြောသလိုသူတို့ရဲ့ဒီလိုမျိုးပြန်ကယ်တင်တဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲရဲဘော်ရဲဘက်စိတ်နဲ့ပြန်ကယ်ကြတဲ့အပိုင်းတွေရှိမယ်သူကိုယ်တိုင်ရဲ့ဒီရှင်သန်ဖို့အတွက်ကိုပညာဉာဏ်သုံးပြီးတော့မှဒီရုန်းကန်ရတယ်စဉ်းစားရတယ်ပညာတွေသုံးရတယ်ပေါ့နော်ဒီစိုက်ပျိုးရေးနဲ့ပတ်သက်တာတွေကိုဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုလုပ်မလဲကာစားပေါ့နော်နောက်ဆုံးတော့သူအိမ်ပြန်ရောက်သွားတယ်ဟုတ်လားဒီကအကိုကကြည့်ဖူးတဲ့ဒါပေမဲ့တေချာမမှတ်မိတော့ဟုတ်ကဲ့အိမ်ပြန်ရောက်သွားတယ်သူကဟာပေါ့ဒီနေရာတစ်ခုကနေသူတို့ပြန်ပြီးသွားပြီလို့ဒီသူတို့ရင်စီကိုပြန်ရောက်ဖို့သူထွန်းလိုက်တဲ့အချိန်မှာအကုန်လုံးပြန်ရောက်သွားတယ်အိမ်ပြန်ရောက်သွားတယ်ဒီကတော့အဲ့ဒါဆိုသူစကားတွေထဲမှာအိမ်ပြန်မရောက်တာနဲ့အိမ်ပြန်ရောက်တဲ့ဟာအိမ်ပြန်ရောက်တာများမယ်ထင်တယ် Saving Private Ryan လည်းသူအိမ်ပြန်ရောက်တယ်အဲ့ဒီဟာနဲ့ဆက်ဆက်ပြီးတော့ဗျအကိုမှတ်မှတ်ရဒီစကားကိုကြည်တာကတော့ဟိုခုနပြောတယ်လေနောက်ထပ်အိမ်ပြန်ရောက်ဖို့ကြိုးစားတဲ့နောက်တကားပဲခရစ္စတိုဖာနိုလန်ရဲ့ Interstellar နဲ့ဒီကားနဲ့ကိုနှစ်ကားကိုအကိုအမှတ်မမှားဘူးဆိုရင်ကြည်တော့ကဆက်တိုင်နေပါကြည်မိတယ်ကြည်ပြီးတော့နှစ်ကားလုံးကိုလည်းနည်းနည်းလွဲမှားတယ်ပေါ့နော်ဘာလို့ဆိုတော့နှစ်ကားလုံးထဲမှာမင်းသမီး Jessica Chastain ကလည်းနှစ်ကားလုံးမှာပါတယ်ပေါ့နော်ဆိုတော့ပြီးတော့မက်တေမွန်ကလည်းနှစ်ကားလုံးမှာပါတယ်ဒါပေမဲ့ပါတဲ့ဆက်ရုပ်ကတကယ်ကျတော့မတူဘူးဒါပေမဲ့နှစ်ကားလုံးကလည်းပြီးကြတော့အဲ့ဒီဘယ်လိုပြောမလဲဟိုပါပေါ့သူတို့အာဂါသရောက်သွားပြောမလားအဲ့လိုရောက်သွားတယ်ဟိုကဂျူလကဘာတို့ဘာလို့အဲ့လိုမျိုး just space ထဲရောက်သွားတဲ့ဟာတွေဖြစ်နေတာဟုတ်ဆိုတော့အကိုအဲ့တော့ကဆိုမမတ်ရနှစ်ကားလုံးကိုနည်းနည်းလွဲတယ်မှားတယ်ပြီးတော့မှဟိုကားကတော့2014ထင်တယ်ဒါပေမဲ့အကိုကြည့်တဲ့အချိန်မှာစက်တိုက်နေပါကြည့်ဖြစ်တော့အဲ့ဒါနည်းနည်းမှားတယ်မက်ဒေမွန်က Interstellar မှာပါလားမပါလားဆိုတော့ကိုကတေချာပြန်ကြည့်ပြီးတော့မှပဲပြန်မှတ်မိသွားတာเนาะအဲ့လိုတော့ရှိတယ် Interstellar ကတော့အကိုအကြိုက်ဆုံးကားတွေထဲမှာလဲကြိုက်တဲ့တော်တော်ကြိုက်တဲ့ထဲကားတွေထဲလဲပါတော့တမရှင်နဲ့ရှင်နှစ်ကားလုံးကပုံစံစင်လို့လားမသိဘူး Interstellar ကိုတော့ပို့ပြီးတော့ကြည့်ဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားတယ်ဆိုတော့ survival ကားတွေကကြတော့ဒါကတော့တခြားကြိုသွား survival သွားလောက်တဲ့ကားပေါ့နော်အဲ့ဒါ map တွေမျိုးရှိတယ်ပြီးတော့တခြား survival ကားတွေဆိုရင်ငါတို့တခြားကားတွေဆိုရင်အကိုသိတဲ့လောက်ဆိုရင် Castaway ထင်တယ်အဲ့ဒါဆိုလဲ Tom Hanks ကတော့သူဟိုကျွန်းကြီးထဲမှာရောက်သွားတဲ့ဟာမျိုးရှိတယ်ပြီးတော့မမတ်ရဆိုရင်gravity ဆိုလဲ Sandra Bullock ကသူလဲအဲ့လိုပဲအိမ်ပြန်ရောက်ဖို့ကြိုးစားတာမနော်သူတို့ဆိုရင်ဒီလိုအဲ့လိုကားတွေကကျတော့များသောအားဖြင့်ဒီကားမှသူကဒီဘက်ကိုလည်းပြတယ်ပြီးတော့မှသူ့ပြန်ကယ်ဖို့ကြိုးစားတဲ့ဟိုဘက်က Jessica Chastain တို့မင်းသမီးတို့ဘက်ကဘိုင်းလည်းပြတာတွေ့ရတယ်တချို့ကားတွေဆိုတကယ်တယောက်တည်းနဲ့အလုံးမှပြန်ရှင်သန်ဖို့အတွက်ကြိုးစားကြတာပေါ့နော်ဆိုတော့ဒီလိုကားတွေကတော့ရုပ်ရှင်တွေထဲမှာလည်းအဲ့လို survivor အတွက်ပြန်ကြိုးစားကြတဲ့ဟာတွေကတော့ဆက်လက်ရှိနေအောင်ပဲထင်ပါတယ်ဆိုတော့ကြည့်လို့လည်းတော်တော်များများလည်းကောင်းပါတယ်ဆိုတော့အခုယုံတင်နေတဲ့ကား Theodesy လည်းအကိုတော့ကြည့်ပြီးသွားပြီဆိုတော့ဒီကားကလည်းအဲ့လိုပဲအိမ်ပြန်ဖို့အတွက်ပေါ့နော် survivor နဲ့ပြန်ဟိုလောက်တယ်ဟာပေါ့နော်ဒါကတော့သူကတော့ဟိုရာဇဝင်နဲ့တမိုင်းကြောင်းနဲ့ဆိုတော့ပြီးတော့မှဟိုဘယ်လိုပြောရမလဲတန်တာရီတွေနဲ့ပါဆက်တာဆိုတော့လေတခြားအရသာတစ်မျိုးတော့ဖြစ်သွားမယ်ထင်တယ်ဒီဇာကားနဲ့ပတ်သက်ပြီးတော့ကောနာရဲခုနတော့ပြောထားပြီးသွားပြီပေါ့နော်ထပ်ပြီးတော့ဖြည့်ပြောချင်တာရှိသေးလားဆိုတော့ကိုကြိုက်တယ်ဆိုတာနာရဲကြိုက်တာခုနပြောသလို
ကိုယ့်ရဲ့ personal life မှာလည်းကိုယ့်ဘဝမှာလည်းလိုပဲfriendship နဲ့ပတ်သက်တာတွေရှိမယ်ပြီးတော့အိမ်ပြန်ချင်တာအိမ်မပြန်ချင်တာကတော့နှစ်ခုမတူဘူးပေါ့နော်ပြီးတော့တခြားရောအဲ့လိုမျိုးမှတ်မှတ်ရဖြစ်နေတဲ့အကိုဆိုရင်ကိုအရန်ကြိုက်တဲ့ဇာတ်ကားတွေဆိုရင်ပြန်ပြီးတော့မှကြည့်တဲ့အပိုင်းတွေရှိတယ်ပေါ့နော်ခဏပြန်ကြည့်တကားလုံးပြန်မကြည့်တော့မှတချို့ scene တွေရှိတယ်ပြန်ကြည့်ဖြစ်တဲ့ကားတွေရှိတယ်ပေါ့နော်အဲ့လိုဟာမျိုးရောနားရဲအတွက်ဒီ The Martian မှာရှိသလားဒါမှမဟုတ်တကားလုံးကိုပဲဒီတိုင်းပဲခံစားတယ်လို့ favorite scene ဘာညာရှိလားfavorite scene ရေအိမ်မော favorite scene ဆိုတာအိမ်မောအဲ့လိုပြောအောင် favorite scene ဆိုတာဘယ်လိုပြောအောင်လဲကျွန်တော်ခုနကပြောသလိုပေါ့နော်ဒီသူဒီတယောက်တည်းစကားပြောတဲ့ဟာလေးရှိတယ်သူဗီဒီယိုနဲ့ပေါ့နော်သူတယောက်တည်းစကားပြောတယ်အဲ့မှာကြည့်ချင်သိတာလေးပဲသူစကားပြောတာကြီးอ่ะဗျာဟိုဘာမှမဟုတ်ဘူးသူပြောနေရပဲဒါပေမဲ့သူဒီဂျိုးပေါ်မှာအထီးကျန်ခြင်းကြောင့်ဒါမှမဟုတ်လေသူတခုခုကို record လုပ်နေရလဲဖြစ်မယ်ဒါပေမဲ့ record လုပ်နေရမဟုတ်ဘဲနဲ့လေသူတခုခုအတွက်ဒီလုပ်နေတာပေါ့နော်ဥပမာလူတွေကတခါတလေမှာဟိုကျွန်တော်အခုနောက်ပိုင်းဆို podcast တွေလုပ်တာပဲဖြစ်ဖြစ် content တွေတော့တယောက်တည်းစကားပြောကြတဲ့ဟာမျိုးလို့ပဲပေါ့သိလားဟိုပြီးတော့နောက်တစ်ခုကတယောက်တည်းစကားပြောကြည့်တဲ့အခါမှာတချို့ဟာတွေကဘယ်လိုမှာကိုယ်စိတ်ကိုတယောက်တည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်စေတဲ့အခါမျိုးတွေရှိတယ်ကျွန်တော်ဆိုလို့ပေါ့တခါလေတယောက်တည်းစကားပြောဆိုတာတချို့လူတွေကတော့ယူနီယာလားလို့တတ်မှတ်ကြတယ်လေဒါပေမဲ့ဒီခါလေးမှာတယောက်တည်းစကားပြောတဲ့အခါမှာကန်စားချက်တွေချို့ဟာလေးရေနေကနေဖွင့်ထုတ်လိုက်တာဘယ်သူမှနားမထောင်နိုင်လေပြောလိုက်တဲ့ຢာလေးတွေကဟိုကောင်းတယ်ပေါ့နော်ပေါ့ပါသွားတယ်သူဆိုရင်သူစီကအဲ့လိုမြင်ရတာလေးကိုတော့ကျွန်တော်ကတော့တော်တော်သဘောကျတယ်ပေါ့နော်အဲ့ဒါလေးရတယ်ကျွန်တော်လက်တွေ့ဘဝတချို့လူတွေမှာလည်းရှိနေလို့ကျွန်တော်ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးရှိရပေါ့နော်ဘယ်လိုပြောကိုယ့်အကြောင်းလေးတွေကိုယ့်ကိုဗီဒီယိုထောင်ပြီးတော့ပြောမိတာမျိုးကိုပြောချင်တာတွေထပ်ပြောလိုက်တာမျိုး content တီးတဲ့လုပ်ဖို့မဟုတ်ဘူးပေါ့ဆိုတော့သူစီမှာအဲ့ရုပ်ရှင်တွေမှာကျွန်တော်အဲ့လိုမျိုးလေးသူပြောနေရကြီးအဲ့လိုမျိုးဖြစ်တယ်ဆိုတဲ့ခံစားချက်အဲ့လိုခံစားချက်ပေးရပေါ့နော်သူဒီလိုမျိုးအထီးကျန်မှုတခုကိုသူဟိုဖြေဖြောက်ဖို့အတွက်လို့လည်းကျွန်တော်မြင်မိရပေါ့အဲ့ဒါလေးကိုတော့သဘောကျတယ်ဆင်းရဲလို့တော့တီးတိုင်မဟုတ်ပဲမဲ့သူဒီတကားလုံးမှာသူဆလာတဲ့ကသူဒဏ်ရာရသွားတဲ့ချိန်ကနေသူဒဏ်ရာရပြီးကြံခဲ့တဲ့အချိန်မှာဒီဒဏ်ရာအောင်စကူတဲ့အချိန်ကနေစပြီးသူတောက်လျှောက် survive လုပ်သွားတယ်ဆက်သွယ်တဲ့ဟာအကုန်လုံးသူ့ဟာနဲ့သူသဘောကျနေတချို့လူတွေရေးစီကကျွန်တော်မိတ်ဆွေတချို့တကယ်ချင်းတွေကတော့နည်းနည်းပြင်းမှုကောင်းတယ်လို့ပြောပြီးမယ်ကျွန်တော်တော့သူ့ဟာသူဒီလိုလုံနေတခုပြီးတခုလုံနေရလေးကိုကျွန်တော်သဘောကျရပေါ့နော်ဆိုတော့အမှဆိုရင်နောက်တစ်ခုသဘောကျတာသူ့ရဲ့အနာကိုသူ stapler ပေါ့ခေါ်ပါကျွန်တော်အခေါ်ပေါ့အဲ့ဒါနဲ့ဟိုလိုကိုပဲဒီညှက်နေပေါ့နော်ညှက်နေနိုင်ထုတ်ပြီးတော့သူ stapler နဲ့ဒဏ်ရာကိုညှက်တာမျိုးတွေလုံးဝအဲ့ဒါလုံးဝကိုယ့်ရဲ့ဘဝတွေမှာလည်း survive လုပ်ရင်ဒီလိုကြုံရတဲ့ဟာမျိုးရှိရဆိုရင်ဟာမျိုးတွေကနေမြင်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးကိုကျွန်တော်ကတော့သဘောကျမြေတကားလုံးနှီးပါပဲပြောချင်တာကတော့အဲ့သူကသူတဖြည်းဖြည်းတက်သွားရင်နောက်ဆုံးမှအိမ်ပြန်ရောက်သွားတယ်ပေါ့နောက်ဆုံးအခန်းလေးကိုတခုသဘောကျရတော့သူအိမ်ပြန်ရောက်သွားတဲ့အချိန်မှာသူဒီဝင်းထဲမှာအကြောင်းဝင်းထဲမှာထင်တယ်ပမောက္ခသူကဟုတ်တယ်သူကခုံလေးမှာထိုင်နေနဲ့အောက်ကိုကြည့်လိုက်တဲ့အချိန်မှာသူအပင်တိတိလေးသွားတွေ့တာအဲ့အပင်တိတိလေးကသူနဲ့တူကိုပါလိုက်ခံစားမိရလေးတခုသဘောကျမိတာသူဟိုမှာသူ့ရဲ့ဒီသူတို့ space အဲ့ဂျိုးပေါ်မှာနေတဲ့ရင်ထဲမှာsorry အိမ်ထဲမှာပေါ့နော်သူတို့ထားပြီးတဲ့အိမ်ထဲမှာသူအပင်ဆိုင်ဖို့ကြိုးစားတယ်သူလုံးဝသူ့ရဲ့နေပညာသူ့ရဲ့အတတ်ပညာနဲ့သူအပင်ဆိုင်ဖို့ကြိုးစားရတယ်ကြိုးစားရင်းနဲ့နောက်ဆုံးအာလူးပင်လေးတိလေးပေါက်လာတဲ့အချိန်မှာသူပျော်သွားတဲ့ခံစားချက်ကိုအဲ့ဒီမှာကိုယ်ပြန်ခေါ်သွားတယ်ရုပ်ရှင်ထဲမှာနေသူ့ရဲ့ဒီခံစားချက်ကိုရရပေါ့နော်သူ့ character တွေကိုဝင်ခံစားရတယ်ပေါ့အဲ့ဒါလေးကိုလည်းသဘောကျတယ်ပေါ့ဆိုတော့အဲ့ဒါလေးတွေသဘောကျတယ်အဓိကတော့ပေါ့နော်ဒါတကားလုံးခြုံလိုက်ရင်တော့သူကလည်းသူကြိုက်နေရကြီးပဲပေါ့နော်တကားလုံးကိုကြိုက်တယ်လို့ပြောရမှာပေါ့နော်ဟိုလိုမျိုးတီးတန့်ခွဲထွက်နေတဲ့ပြင်းစရာကောင်းတယ်ဆိုတော့ဟိုတယောက်တည်းနေတဲ့ဟာကဟိုပါပေါ့ကိုဗစ်မှာတော့တော်တော်များများနေဘူးချမယ်တင်တယ်အိမ်တွန်းပုံပြီးတော့မှ isolation နေရတာပါညာပေါ့နော်အဲ့ဒါဟုတ်တော့ဟုတ်တယ်လေပြင်းစရာတော့ကောင်းတယ်ဒါပေမဲ့လည်းအဲ့ဒီပြင်းစရာကြားထဲမှာပဲsurvival လုပ်ရတာပေါ့နော်ဒါကတော့အကိုတင်တာတော့သူတို့အဲ့လိုတယောက်တည်းဖြစ်သွားတဲ့ခါကျရင်တော့အဲ့ဒီကြားထဲမှာပဲနိုင်တဲ့လောက်လူသားတွေရဲ့ရှင်သန်ဖို့အတွက်စူးစမ်းကြတဲ့ဟာမျိုးဆိုတော့အကိုအတွက်ဆိုတော့ပြင်းစရာမကောင်းဘူးပေါ့နော်တချို့လူတွေအတွက်ကတော့
ဟုတ်တယ်ပြင်းစရာကောင်းမယ်အဲ့လိုဒါ social outgoing ဒါဖြစ်တဲ့လူတွေအတွက်ကတော့ပို့ပြီးတော့အဲ့လိုဖြစ်မယ်တဲ့ Okay okay ဟုတ်ကဲ့အဲ့ဒါဆိုဟုတ်ရင်ကျေး thank ဇူး you ပါအဲ့ဒါဆိုရင်အကိုတို့နောက်တကားသွားလိုက်မယ်လေနော်အကိုရွေးထားတဲ့ဇာတ်ကားလေးသွားလိုက်မယ် Okay ဆိုတော့အကိုရွေးထားတဲ့ဇာတ်ကားကတော့အကိုက Matt Damon ကိုသူ့ကိုအကြိုက်ဆုံးအခုချိန်ထိကိုယ့်ကိုစဉ်းစားကြည့်လိုက်ရင်လည်းအကြိုက်ဆုံးဖြစ်နေတာအဲ့ဒီ The Talented Mr. Ripley ပဲဒီဇာတ်ကားကကြတော့1999ကထွက်တာဒရိုက်တာကတော့ Anthony Minghella ပေါ့နော်ဒရိုက်တာကဇာတ်ကားယုံတင်တဲ့ချိန်ဆုံးသွားသလားမသိဘူးအဲ့ဒါတော့သေချာမမှတ်မိဘူးဒီဇာတ်ကားကလည်းအောင်မြင်တဲ့ကားတကားဖြစ်တဲ့1999ကထွက်တာပြီးတော့ Oscar ငါးဆု nomination ဝင်တယ်ပေါ့နော်Matt Damon တော့မပါဘူးဆိုတော့ဒါပေမဲ့အကိုကသူ့ကိုတခြား Oscar nomination ဝင်တဲ့ကားတွေတက်ဆိုင်တော့ဒီကားကိုတော့သူ့ကိုပိုကြိုက်တယ်ပေါ့နော်သူ့ရဲ့ acting ကိုအာအာအဲ့ဒီဇာတ်ကားဆိုရင်သူက69ဆိုတော့ဟိုဟာနဲ့ Good Will Hunting နဲ့တအားကြီးတော့မခွာဘူးဒါပေမဲ့အခုတက်ကတော့ Good Will Hunting ထက်ဆိုင်ဒီဇာတ်ကားထဲမှာသူ့ကိုပိုသဘောကျတယ်ပေါ့နော်ဒီဇာတ်ကားကတော့အကိုရွေးထားတယ်ဆိုတော့ဟိုကနားရဲကိုကြည့်ဘူးလားမသိဘူးဒီဇာတ်ကားမကြည့်ဘူးသေးဘူးလားဒီကားအဲ့ကားတော့ကျွန်တော်မကြည့်ဘူးသေးဘူးကြည့်ဘူးသေးဘူး ကျွန်တော်ဟုတ်อืมဆိုတော့ဒီဇာတ်ကားကတော့အခုနောက်ပိုင်းလဲဒီ Netflix ကနဲ့ဟိုဟာseries လဲပြန်ရိုက်ထားတာရှိရပါတော့မင်းသား Andrew Scott နဲ့ပြီးတော့တခြားတစ်ဖက်ကနဲ့ဆိုလဲအရင်တော့ကလည်းပြင်သစ်ကားရိုက်ထားတာရှိတယ်တင်တယ်မင်းသား Eileen Dion ဆိုတဲ့မင်းသားနဲ့ Paper Nun ဆိုတဲ့အကူကတော့အဲ့နှစ်ကားလုံးမကြည့်ရသေးဘူးဒါပေမဲ့ဒီဇာတ်ကားကတော့ခဏခဏပြန်ကြည့်ဖြစ်တယ်ပြီးတော့မှပြီးခဲ့တဲ့နှစ်က2023လား22လားမသိဘူးဇာတ်ကားတစ်ကားထွက်သေးတယ်Short Bun ဆိုတဲ့ဆိုတော့အဲ့ဇာတ်ကားဆိုလဲအဲဇာတ်ကြောင်းနည်းနည်းဆင်တယ်ဒါပေမဲ့အဲ့ဇာတ်ကားအကူမကောင်းမကြိုက်ဘူးပေါ့နော်မကြိုက်တော့အဲ့ဇာတ်ကားနဲ့ရှင်ပြီးတော့ဒီဇာတ်ကားကလည်းပိုပြန်ကြိုက်သွားဆိုတော့အကိုဒီကားကြိုက်အကိုဒီကားတော့တော်တော်သဘောကျတယ်ဘာလို့ဆိုတော့ Matt Damon ရဲ့ငကိုမူရင်းရုပ်ခံဟိုကသူကကြတော့နည်းနည်းဟိုဟာမာတဲ့ဘက်ကိုသွားတယ်လို့အကိုမြင်တယ်ဗောနော် like อืมဟို punchable face လို့ပြောလို့ရတယ်အဲ့လိုမျိုးနည်းနည်းအဲဘယ်လိုပြောမလဲ dude ဟိုဟာထဲမှာကွာရက်ကွက်ထဲမှာဆိုတော့နည်းနည်းပညာတတ်ပြီးတော့အဲ့လိုနည်းနည်းမာဆရာမျိုးရှိတဲ့လူလို့မြင်ရတယ်ဟုတ်အကိုကကြတော့အဲ့လိုဟာအဲ့လိုလူတွေကိုဆိုရင် personally တအားကြီးမကြိုက်ဘူးပေါ့နော်အဲ့လိုဘလောက်ပညာတတ်တချို့လူတွေကအဲ့လိုမန်တက်နေတဲ့သဘောမျိုးမြင်ရတဲ့ယုံမျိုးနည်းနည်းရှိတယ်လို့ခံစားရတယ်Matt Damon ဆိုလဲသူက Harvard မှာတက်ဖူးသေးတယ်တဲ့ဆိုတော့သူ့ရဲ့ငကိုရုပ်ခံစားလို့မျိုးကျနောက်တစ်ယောက်Mark Wahlberg လည်းအကိုကအဲ့လို vibe ရတယ်ကွာသူတို့မြင်အဲ့လိုပုံစံမျိုးရဆိုတော့အဲ့လိုလူဆိုအကိုကတိုင်းမကြိုက်ဘူးသူတို့အကိုကကျတော့ humble ဖြစ်တာမျိုးကိုလည်းနည်းနည်းပိုသဘောကျတော့အဲ့ဒါလေးကတော့ကို personal take ပေါ့နော်ဟိုဟာ Matt Damon ကတခြားကားတွေဆို Departed တို့ပါတော့ဆိုရင်သူကသူ့ဆက်ရုပ်ကကြတော့အဲ့ဒီပုံစံသူ့ရဲ့ငကိုပုံစံနဲ့ဆင်တယ်လို့ခံစားရတယ် Good Will Hunting လည်းလို့ပဲအဲ့လိုနည်းနည်းလေး man อืတက်တဲ့มပုံစံပေါ့နော် man ရှိတဲ့ဟာအဲအဲ့လိုမျိုးပညာလည်းတက်တခုတက်တယ်ပြီးတော့မှအာအာ smart အဖြစ်ဆုံးတယောက်အနေနဲ့ရှိတယ်ဆိုတော့အဲ့ဒီပုံမူတည်ပြီးတော့သူကလည်းနည်းနည်း cocky ဖြစ်တဲ့ပုံစံမျိုးတွေ့ရတာမျိုးကြုံရတယ်မနော်ဆိုတော့the talented Mr. Ripley ကိုကြိုက်တာကြတော့အကိုကအဲ့ဒီပုံစံကိုသူနည်းနည်းခွဲထွက်ပြီးတော့အဲ့ဒီပုံစံလဲကြံတော့ကြံတယ်ဒီစကားကလည်းနာမည်ကြီးဝတ္ထုကနဲ့ဆင်းသက်လာတာဆိုတော့spoil လုပ်ရတော့မှာပေါ့နော်ဆိုတော့အခုကတော့ဒီဇာကာအကြောင်းအသေးစိတ်ပြောမှာဆိုတော့မကြည့်ရသေးတဲ့သူဆိုလည်းတကယ်လို့ကြည့်ရှင်သေးရဆိုတော့သွားခဏ pause လုပ်ပြီးတော့သွားကြည့်လို့ရပါဘောเนาะပြီးတော့မှပြန်လာနားထောင်လို့ရဆိုတော့ဒီဇာကားထဲမှာသူ့ရဲ့စိုက်ရုပ်ကကြတော့အဲ့ဒီဟာတဲ့သူ့ရဲ့နည်းနည်း vulnerable ဖြစ်တဲ့ဟာပေါ့เนาะသူနည်းနည်းအဲနည်းနည်း insecure ဖြစ်တဲ့အပိုင်းလေးတွေသူမတိမတာလေးထည့်သွားတယ်ပေါ့ဒီဇာကားအဲ့ဓာတွေကိုဆိုလဲသူကောင်းကောင်းပိုင်နိုင်တာလုံနိုင်တယ်လို့မြင်ရတယ်ဒီဇာကားဆိုရင်သူကလူလိမ်တယောက်အနေနဲ့တရုပ်ဆောင်ရတယ်ဆိုတော့အခြေပုံအဲ့လိုမျိုး impression လောက်တာတွေဆိုလဲသူလောက်ရတာတွေရှိတယ်ပြီးတော့တခြားပိုင်းတွေမှာဆိုအဲ့လိုမျိုးပဲဇလန်းကိုကလည်းအကိုသဘောကျတဲ့ထက်ပါတယ်ပြီးတော့ဒီကားထဲမှာပါတဲ့သူတွေအားလုံးဆိုလဲတော်တော်လေးမိုက်တယ်လို့ထင်တယ် Jude Law လည်းပါတယ် Jude Law ကတော့အဲ့နှစ်က Oscar nomination ဝင်တယ်ပေါ့နှစ်ခုပြိုင်တဲ့အခါမှာသူကကြတော့နည်းနည်း insecure ဖြစ်တဲ့ပုံစံမျိုးဆိုလဲအဲ့နှစ်ခုဆန့်ကျင်ဘက်နည်းနည်းလေးပြထားတာဆိုလဲကောင်းတယ်လို့မြင်တယ်ဟိုဟာကတထေးသားပေါ်ကျော်နေတဲ့သူဆိုတဲ့ပုံစံမျိုးနဲ့သွားတယ်ဒါပေမဲ့ဒီဘက်ကอืม Matt Damon ကတော့သူ့ရဲ့ဇာတ်ရုပ်ကနည်းနည်းအာ confident တော့ရှိတယ်ဒါပေမဲ့လည်းအဲ့လို insecure လည်းနည်းနည်းဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေပြထားတာရှိတယ်ဗောနော်ဆိုတော့အဲ့ဒါတွေဆိုတော့သူ့ရဲ့ပုံမှန်အဲ့လိုမာတဲ့အပိုင်းတွေမကဘဲねသူ
ဒီဇာကားထဲမှာဆိုတော့လူတွေတတ်ရတာကွာလူတွေတတ်ရတာအဲ့လိုလူတတ်တဲ့အထိရက်ဆက်တဲ့သူဖြစ်လာတယ်ဗောနော်အဲ့ဒါဘာလို့ဖြစ်လာတာလဲဘလို့အကြောင်းကြောင့်လဲဆိုတဲ့ဟာကဒီရုပ်ရှင်နဲ့ဒီဇတ်လမ်းသဘောကစိတ်ဝင်စားစရာကောင်းတာဗောနော်သူ talent talent ရှိတယ် talented Mr. Ripley ဆိုတော့သူ talent ရှိတယ်သူရဲ့ talent ကိုအသုံးချပြီးတော့သူဘလို့ရှင်သန်တယ်လဲဆိုတဲ့ဟာမျိုးနဲ့အဲ့ဒါနဲ့ဆက်ပြီးတော့ရှုပ်ရုပ်ထွေးတွေသူရဲ့ personal relationship တွေသူနဲ့တခြားလူတွေနဲ့တွေ့ပြီးတော့မှခင်မင်မှုတွေနဲ့ပတ်သက်တာတွေရှင်သန်ဖို့အတွက်တွေနဲ့ပြီးတော့မှသူ့ကိုယ်သူလည်းအဲ့ဒီဘဝကြီးထဲမှာနေဝင်ပြီးတော့သူယုံလို့မရတော့ဘူးကွာယုံလို့မရတော့ဘဲနဲ့အဲ့ဒါကိုသူကိုယ်တိုင်လည်းအဲ့ဒါလည်းသိတယ်ဆိုတော့ like tragedy ပေါ့ဗောနော်ဒီဘဝကြီးကမကောင်းမှန်းတော့သိတယ်ဒါပေမဲ့လည်းအဲ့ဒီကနေပေါက်ထွက်ဖို့အတွက်လုံးဝခက်ခက်ဖြစ်နေတယ်ပြီးတော့မှအဲ့လိုပေါက်ထွက်ဖို့ကြိုးစားနေရင်လည်းနည်းနည်းလေးကောင်းလာတော့မယ်လို့ထင်ရတဲ့ခါကျရင်လုံးဝပိတ်မိပြီးတော့မှပြန်ပြီးတော့မှရက်ဆက်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီသဘောမျိုးတွေကိုဒီဇက်ကောင်နဲ့ပြသွားတဲ့ဟာနဲ့ဇလန်းသွားတဲ့ဟာလေးကတော်တော်လေးကြည့်လို့ကောင်းတယ်ပြီးတော့ဒီဇက်ကားကကြတော့ပါတဲ့သူတွေကလည်းတော်တော်အာတကယ်အာတကယ် acting နဲ့ပတ်သက်ရင်ဆရာကြီးတွေပေါ့နော်supporting တဲ့ဆိုလဲအဲ Philip Philip Seymour Hoffman တို့ Kate Blanchett တို့ပါတယ် Gwyneth Paltrow လည်းအကိုကြည့်ဘူးတဲ့သူ့ဇာတ်ကားတွေထဲမှာဒီကားထဲမှာတော့သူ့အကြိုက်ဆုံးပဲဆိုတော့မနှစ်ကဆိုရင်သူ Marty Spring မှာလည်းသူထပ်ပါတယ်ဆိုတော့ Marty Spring ကစိုက်ရုပ်တောင်မှဒီကားထဲမှာသူလုပ်တဲ့စိုက်ရုံနဲ့တိတ်မကွာဘူးလို့ခံစားရတယ်ဆိုတော့အဲ့ဒီစိုက်ဒီကားထဲမှာတော့သူ့ကိုကြိုက်တယ်ပေါ့နော်ဆိုတော့အကိုကတော့အဲ့လိုတွေကြိုက်တဲ့အတွက်ဒီဇာတ်ကားရွေးတာပေါ့နော်ဆိုတော့အခုဘက်ကနေတော့ဒီဇာတ်ကားအကြောင်းပြောရရင်အဲ့လောက်ပါပဲအခုပြောတော့ကျွန်တော်ဒါကိုပြီးကြည့်ရမယ် list တွေထည့်ကြည့်ပြီးတော့တစ်ချက်သုံးသပ်ကြည့်အောင်ပဲ ဟုတ်ကျွန်တော်ဒီဟာကိုတော့ကျွန်တော်တတိတော်ထားမိအခုပြောရရုပ်ရှင်ဒါပေမဲ့ကျွန်တော်ကြည့်မယ်နဲ့အဲ့လိုပဲအချိန်နေပုံမူတည်ပြီးတော့တင်မလားရွှေ့သွားပြီးတော့မကြည့်ဖြစ်တာပေါ့ဗျာဆိုတော့အဲ့လိုကြီးရရှိတယ်โอเคပြီးတော့အကိုအကြိုက်ဆုံးတော့နှစ်ခန်းလောက်ရှိရလားခဏခဏအဲ့လိုအကိုကတော့ရုပ်ရှင်တွေကြည့်ရဆိုအဲ့လိုလေတချို့ scene တွေထဲမှာသူတို့ရဲ့တချို့ဟာတွေက dialogue ကြိုက်တာရှိတယ်တချို့ဟာတွေက acting ကြိုက်တာရှိတယ်တချို့ဟာတွေကြာအဲ့လိုပြန်ကြည့်တဲ့ဟာတွေရှိတယ်ပေါ့နော်ဒီကားထဲမှာဆိုလဲအဲ့လိုပဲဒီတခန်းဆိုရင်သူဟိုဟာဂျူလောကိုတတ်တော့မယ်ခန်းပေါ့နော်ဆိုတော့ spoiler ကတော့ပုံများလာအာအဲ့ဒီမှာသူတို့နှစ်ယောက် dialogue အပြန်အလှန်ပြောတဲ့ခန်းဆိုလဲတော်တော်လေးအာကြည့်လို့လည်းကောင်းတယ်ပြီးတော့မှအာကြည့်လို့ကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါတခန်းရှိရပြီးတော့နောက်ဆုံးဆက်သိမ်းပိုင်းကတခန်းပေါ့နော်အဲ့ဒီခန်းလဲအခုကြိုက်တဲ့နှခမ်းလုံးကလူတက်တဲ့ခန်းနေဖြစ်နေဆိုတော့လူတက်တဲ့ခန်းနှခမ်းကိုတော့နှခမ်းလုံးတော်တော်ကြည့်လို့ကောင်းတယ်ပြီးတော့မှနှကားလုံးမှာတက်ပြီးတော့မှတက်တဲ့ပုံစံလဲနှကားလုံးမှာမတူဘူးပေါ့နော်ဆိုတော့အဲ့ဒါကဒီဇညွန်းနဲ့ဒီဇလန်းရဲ့သဘောတဘာဝကိုအကိုပိုကြိုက်တာဘာလို့ဆိုတော့အကိုတို့တခါလေကြာရင်အာလူတက်တယ်ထပ်တက်တယ်ဆိုရင်ငါကြတော့ရိုးလွန်းတယ်ကွယ်ဒါပေမဲ့အဲ့ဒီလူတက်ဖို့အတွက်သူ့မှာဘာ motivation ရှိရလဲဘာကြောင့်လဲဒီရွေးချယ်မှုတစ်ခုကိုသူဘာလို့လုပ်လိုက်ရတာလဲဆိုတဲ့ဟာလေးကိုမကောင်းကောင်းတာဖြစ်မကောင်းတာဖြစ်ပေါ့နော်အဲ့လို complicated ဖြစ်တဲ့ရွေးချယ်မှုမျိုးလုပ်ရတဲ့ဟာတွေပြတဲ့ဟာဆိုတော့ကိုကသဘောကျတာပေါ့နော်ဆိုတော့ဒီဇာတ်ကားမှာတော့အဲ့ဒါသဘောကျတယ်ဆိုတော့မကြည့်ရသေးတဲ့သူလည်း highly recommend လုပ်ပါတယ်လို့ okay ဆိုတော့အကိုတို့နှစ်ယောက်ရွေးထားတဲ့ဇာတ်ကားနှစ်ကားအကြောင်းတော့ပြောပြီးသွားပြီပေါ့နော်ဆိုတော့နောက်ဆုံးအဆုံးသတ်အနေနဲ့နားရဲတစ်ခုပြောချင်တာရှိလားဒီမတ်ဒေမွန်နဲ့ပတ်သက်ပြီးတော့တော့ကောင်းပြီးတော့တခြားဆက်ဒီကတော့မက်ဒင်မွန်ကတော့ခုနကပြောသလိုပေါ့ဒီတချို့ရုပ်ရှင်လေးမှာတော့သဘောကျတယ် character နဲ့ live ဖက်တယ်ဆိုတဲ့ခံစားချက်ရတယ်ပေါ့နော်ဆိုတော့ဟိုဘလို့ acting ကြီးအရင်ကောင်းပါတယ်အဲ့လိုကြီးတော့ကျွန်တော်သိပြီးတော့ရှင်းပြီးတော့ဘယ်သူပဲပါရတော့မပြောတော့ဘူးပေါ့နော်ဆိုတော့နောက်တစ်ခါကျတော့ဒီ The Martian မှာတော့ခုနလိုပဲထပ်ပြီးတော့ကြိုက်တာလေးအများကြီးရှိသေးတယ်တကယ်ဒီတကားလုံးအချုံပုံပြီးကြိုက်တာကိုဆိုတော့ကျွန်တော်သဘောကျရပေါ့နော်ဆိုတော့အဲ့တချို့ scene တွေမှာဆိုရင်လည်းသူ့ကိုကဲတဲ့သူအဖွဲ့အစည်းနဲ့သူအဆက်အသွယ်ရတဲ့အချိန်မှာစကားပြောတာမျိုးလေးဆိုအားလုံးကကြည့်နေတဲ့အချိန်မှာသူပြောလိုက်တဲ့အဲ့လိုမျိုးစကားလုံးကိုလွတ်လပ်ပဲသူဟိုမှာတယောက်တည်းထီးကျန်နေပါတယ်သက်ရှင်နေတဲ့ဟာကိုတစ်ဖက်ကအဖွဲ့အစည်းရဲ့သဘော
ခေါင်းဆောင်ခေါင်းကြီးပိုင်းတွေမှာတယောက်နဲ့တယောက်ဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဘယ်လိုဆုံးဖြတ်မယ်ဆိုတဲ့အရာတွေကနေဒီလူတယောက်ကိုကယ်ဖို့ကိုလုပ်နေရတဲ့တချို့ process တွေပေါ့တော့အဲ့ပေါ်မှာ तू ဟိုကနေဒေါသထွက်တာပဲဖြစ်အဲ့လိုမျိုးဖြစ်ရတဲ့ခံစားချက်တခုနဲ့ तू ပြောချလိုက်တဲ့လွတ်လွတ်လပ်လပ်အရာလေးတွေ dialogue လေးတွေကတော့သဘောကျဖို့ကောင်းတယ်အဲ့ဒါလေးအဲ့ scene လေးဆိုအခုမှပြောနေတဲ့တတိပြန်ရပါတယ်တော်တော်လေးအဲ့မှာသူ့ရဲ့လူသားဆန်မှုကိုလည်းမြင်ရတယ်လို့သူ့ရဲ့တယောက်တည်းဖြစ်နေရတဲ့ခံစားချက်တစ်ဖက်ကအဖွဲ့အစည်းတွေရဲ့လှုပ်ဆောင်ချက်တွေမှာဘယ်လိုပြောလဲမြင်ရတဲ့အရာတွေပေါ့နော်ဒါကျွန်တော်ကြုံတွေ့နေကြတဲ့ဒီအဖွဲ့အစည်းတွေမှာဖြစ်တဲ့တချို့အခြေအနေတွေကိုလည်းသွားပြီးထင်ဟပ်မိရဆိုတဲ့အရာမျိုးလေးတွေ့မိရပေါ့အဲ့ခါလေးလည်းသဘောကျတယ်အဖွဲ့အစည်းမှာလိုမျိုးပုတ်တိုင်မှုတွေဖြစ်တဲ့ဟာမျိုးဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်တကယ်တမ်း sorry ဟိုဟာ video recording ကပိတ်ကျွန်တော်ကတော့ဒီ Madamon နဲ့ပတ်သက်ပြီးတော့ခုနကလိုပါပဲဒီသူ့ရဲ့ character တွေတချို့ရုပ်ရှင်တွေရောတချို့ character တွေရောရုပ်ရှင်တစ်ခုလုံးသဘောကျတော့ဒီ Madamon ကြိုက်တဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒီမင်းသားကိုဒီကားမှာဒီလို character နဲ့ဆိုရင်ဒီသူနဲ့တော်တော် live ပတ်တဲ့သဘောကျတယ်ဆိုရင်ဟာမျိုးပဲရှိတယ်နောက်တစ်ခုကတော့ဒီ The Martian နဲ့ပတ်သက်ပြီးတော့တတိယမိသွားလေးပေါ့ဘာလဲဆိုတော့ခုနအကူမေးလိုက်တော့မှသူဟိုမှာအထီးကျန်ဒီလိုမျိုးပဲခက်ခဲရုန်းကန်နေရတာနေသူအဖွဲ့အစည်းနဲ့အဆက်အသွယ်ပြန်ရပြီးသူရှင်အသက်ရှင်နေမှန်းသိရဲ့ချိန်မှာသူတို့စကားပြောတဲ့ချိန်မှာသူပြောနေတဲ့ဟာကိုအားလုံးကမြင်နေရတယ်လုံးဝအများကြီးလူအများကြီးမြင်နေရတဲ့ဟာမှာသူလွတ်လွတ်လပ်ပြောချလိုက်တဲ့စကားလုံးလေးတွေ dialogue လေးတွေကသဘောကျခြင်းစရာကောင်းတယ်ပေါ့နော်။ဘာပြောလဲဆိုတာတော့ရုပ်ရှင်ကြည့်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီတိုင်းပဲတာမန်ရိုးချစကားလုံးတွေပါပဲဒါပေမဲ့သူတို့အပြန်အလှန်ဒီလိုမျိုးဘလို့လောက်ကြမလဲဆိုတော့ဆက်သွယ်ပြောဆိုမှုလေးတွေမှာရင်သူ့ရဲ့လူသားဆန်မှုသူ့ရဲ့ဒီတယောက်တည်းဖြစ်နေခြင်းရဲ့ဘယ်လိုပြောမလဲအစီအမပြေမှုတွေကနေသူဒါကိုအားရပါရကြီးအဲ့လိုသူပြောချလိုက်တဲ့လွတ်လွတ်လပ်လပ်လူသားဆန်မှုပုံစံမျိုးလည်းကျွန်တော်မြင်ရတယ်လို့ခံစားရတယ်ပေါ့နော်ကျွန်တော်ဒါဆိုလဲသူ့နေရာမှာအဲ့ဒီလိုပြောမိမယ်ထင်တယ်ပေါ့နော်ဆိုတဲ့ဟာမျိုးခံစားချက်တွေရအဲ့လေးကိုလည်းသဘောကျတယ်ပေါ့နောက်တစ်ခုကတော့အဖွဲ့အစည်းတွေရဲ့လုံဆောင်ချက်တွေနဲ့အဲ့ထက်ကခေါင်းဆောင်တွေရဲ့ပုတ်တိုင်းမှုသဘောတရားလေးတွေဆုံးဖြတ်ချက်ဆိုတဲ့တချို့အရာလေးတွေမှာတစ်ဖက်ကလူရဲ့ဒုက္ခကိုကယ်တင်မှုစဉ်းစားနေပေမဲ့လည်းတစ်ဖက်ကလူရဲ့ဒုက္ခဘယ်လောက်တောင်ကြီးလဲဆိုတာမျိုးမမြင်တာလေးတွေမသိသေးရလေးတွေကတော့အဲ့လေးတွေတော့မြင်ရတယ်ပေါ့ဆိုတော့ Matt Damon ရဲ့တခြားဇာတ်ကားတွေရော recommend လုပ်ရမှာဆိုရင်လုပ်ချင်တာရှိလားThe Departed တော့လေသူဒါပေမဲ့ဒီ The Departed ကတော့သူကအရင်သူ့ထက်ဆိုင်လီယိုကလီယိုနာဒိုကပိုပြီးတော့ character နဲ့ပိုပြီး highlight ဖြစ်နေသလားတော့မသိဘူးဒါပေမဲ့အဲ့ကားလေးဆိုလည်းကောင်းတယ်ပေါ့နော်ကျွန်တော်အနေနဲ့တော့ကြည့်ရတာမဆိုးပိုက်တယ်လို့ထင်တယ်တခြားကားတွေရောလည်းရှိတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းအလန့်ဝေးနေပြီပူပူနွေးနွေးမဖြစ်တော့ပြောရဖို့နည်းနည်းလေးတိတ်ဒီချာလေးပြောပြဖို့ညှို့ဖို့ကြတော့လည်းမညွန့်တတ်ဘူးဖြစ်နေရပေါ့နော်ဆိုတော့လောလောဆယ်တော့ကျွန်တော်အနည်းဆက်ဆုံးနဲ့အကြိုက်ဆုံးသဘောကျဆုံးမတ်တင်မွန်နဲ့ဆက်ဆက်ရရင် The Martian ကတော့ကြည့်ကြည့်ပါဆိုတဲ့ဟာမျိုးတော့ပို့ပြီးတော့ပြောဖြစ်မယ်ထင်တယ် Okay ဆိုတော့အခုလောဆယ်ရုံတင်တဲ့ Odyssey အကြောင်းပြောကြမယ်ပေါ့နော်အကိုတော့ကြည့်ပြီးသွားပြီဟိုကတော့နာရဲကမကြည့်ရသေးဘူးနော်ဟုတ်ကဲ့ The Odyssey မကြည့်ရသေးဘူးဟုတ်ဝင်ငွေကတော့1 billion တော့ကျော်သွားပြီပေါ့ကျော်သွားပြီဆိုတော့လေဒီအော်စကာကအခြေအနေဘယ်လိုလာမလဲတော့မသိဘူးเนาะ Matt Damon ကအော်စကာဘယ်နှဇန်ညွန်းစုရဘူးတဲ့သူ Ben Affleck နဲ့ Good Hunting ဟု တော့ တ် Good Hunting ဟုတ်တယ်အဲတော့ကတော့သူတို့ဇန်ညွန်းစုရဘူးတဲ့ပြီးတော့မှတခြားကတော့ nomination ကဟိုThe Martian မှာတော့ဝင်လာတည်တယ်အခု Good Hunting တော့ကလည်း Best Actor nomination ဝင်တယ်Okay အဲ့ဆိုရင်အကိုတို့ဒီဟာဆုံးသက်လိုက်ပါလေနော်ဒီနေ့အတွက်ကတော့ကျွန်တော်တို့ဒီလောက်ပါပဲဆိုတော့Matt Damon နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ကိုခံစားရတဲ့ဟာလေးတွေကျွန်တော်တို့ဝိုင်းဆွေးနွေးကြတာပေါ့နော်ဆိုတော့အခုချိန်ထိနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နာရဲကကိုရိုင်းလည်းဒီရုပ်ရှင်နဲ့ပတ်သက်တာတို့ကြပြနဲ့ပတ်သက်တာတို့လည်းလုပ်ထားတယ်ဆိုရယ်ပေါ့နော်တကယ်လို့အဲ့ဒါနဲ့ပတ်သက်တာတွေအတွက်ကိုနာရဲကိုမျိုးလှုပ်ဆောင်မှုတွေကိုကြည့်လို့ရမယ်ဆိုရင်ဘယ်မှာဆက်သွယ်လို့ရလဲလောလောဆယ်တော့ကျွန်တော်မှာ page လေးတော့ရှိပါတယ် page လေးတော့လုပ်ထားရပါတော့အဲ့ page လေးကို
follow လုပ်ပြီးတော့ကျွန်တော်နဲ့ပတ်သက်ပြီးတော့ဆက်သွယ်လို့ရပဲဖြစ်ကျွန်တော် activity လေးကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် page လေးလောက်ထားတာများများဆက်ဆက်တော့ activity လေးတော့အများကြီးတော့မရှိသေးပါဘူးဒါပေမဲ့အရင်တချို့လောက်ခဲ့ဘူးတဲ့ຢာတွေကတော့တခြားသော page တွေတခြားသော platform တွေမှာရှိနေတဲ့ຢာတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါကြီးတချို့ဟာတွေနည်းနည်းနှစ်တစ်ခုရှိမှကြာခဲ့ပြီးတော့ရှိရပေါ့နော်အဲ့လိုမျိုးလေးတော့ရှိခဲ့ပါတယ်ဟုတ်ကဲ့ page လေးကိုလည်းကျွန်တော်နာရဲလို့ဟုတ်ကဲ့ပေးထားပါတယ်ဟုတ် အင်္ဂလိပ်လိုပါနော် ဟုတ်ကဲ့အင်္ဂလိပ်လိုပါပဲ Okay โอเคအဲ့ဆိုရင်နော်အခုလိုချိန်ပေးပြီးတော့မှဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းတခြားရုပ်ရှင်နဲ့ပတ်သက်တဲ့ဆက်ဆက်အကြောင်းအရာတွေကြုံကြိုက်သလိုဆက်နဲ့ဆွေးနွေးပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ bye bye ဟုတ်ကဲ့ပါကိုမင်းညိုလည်းကျေးဇူးတင်ပါတယ်